တာခဲရုံနယ်ပွဲမှာအံအားသင်းပွဲဟာစံချိန်တင်ထိုးချင်းရခဲ့ကြောင်းပြောလာတဲ့တမ်မနီရော့ထန်ပရိသတ်များလုံးပဲမင်္ဂလာများဒူသီဘော့စပေါ့ကနေပြန်လည်ကြိုလိုက်ပါတယ်။ဝမ်ချန်ပီယံရှစ်ဟာပြီးခဲ့တဲ့1172မှာကွင်းဝင်ကြီးဘယ်လောက်ထိရခဲ့လဲဆိုတာကိုထုတ်ပြန်လာခဲ့ပါတယ်။ဒီဘက်မှာရော့ချန်ကလည်းတာခဲရုံနဲ့ကောင်ပွဲအတွက်သူဘယ်လောက်ထိ5 face ခေါ်ထိုးချင်းရခဲ့လဲဆိုတာကိုထုတ်ဖော်ခဲ့ပါတယ်။ဝမ်ဟာဂျပန်နိုင်ငံဆိုင်နမာဆူပါအရီနာမှာကျင်းပခဲ့တဲ့1172အတွက်ကွင်းဝင်ကြီးလက်မှတ်ကအမေရိကန်ဒေါ်လာ2.1တန်းထိရရှိခဲ့တယ်လို့ဆိုပါတယ်။ PPP ကတော့နေ့စဉ်ပိုင်းအစီအမံမှုတွေကြောင့် free to air ပဲပြလိုက်ရပြီး PPP ဝယ်ကြီးတဲ့ပရိသတ်တွေကိုမေးပြန်အမ်းသွားမှာပါ။ဝမ်အတွက်ဂျပန်ပွဲဟာဝင်ငွေရတော့ထင်သလောက်ခီးမရောက်ခဲ့ဘူးလို့ဆိုရမှာဖြစ်ပါတယ်။ဒါဆိုရင်တမ်မရီရော့ချန်ကရောတာခဲရုံနဲ့ပွဲမှာထိုးကြီးဘယ်လောက်ရခဲ့မလဲ။ရော့ချန်အမွေတိုင်းအားကစားသမိုင်းမှာတပွဲထိုးကြီးအမြင့်ဆုံးရတဲ့ကစားသမားတို့ချယ်ရီကအတည်ပြုထားပူပါတယ်။သူ့ရဲ့ပုံမှန်ထိုးကြီးဟာဘတ်10တန်းရှိပါတယ်။ဒါပေမဲ့တာခဲရုံနဲ့ပွဲမှာတော့ရော့ချန်ဟာပြိုင်ဘက်ရဲ့အရှိန်အဝါကြောင့်ပုံမှန်ထိုးကြီးထက်ကိုပိုရခဲ့ပါတယ်။ရော့ချန်ဟာတာခဲရုံနဲ့ပွဲကနေထိုးကြီးတင်ထိုင်းဘတ်15တန်းရခဲ့တာဖြစ်ပါတယ်။ဒါဟာသူ့ရဲ့ကစားမဘွားအမြင့်မားဆုံးတပွဲထိုးကြီးလည်းဖြစ်ပါတယ်။လက်ရှိပေါက်ဈေးရထိုင်းဘတ်1000ဟာမြန်မာကျပ်ငွေ3သိန်းကျော်တာမို့ရော့ချန်ရဲ့ထိုးကြီးကတော်တော်များလွန်းလာပါတယ်။အမေရိကန်ဒေါ်လာနဲ့ဆိုရင်ဒေါ်လာ4,3500ဖြစ်ပါတယ်။ဘောနဲ့ဒေါ်လာ9000ကလည်းထပ်ရလိုက်သေးတာမို့ရော့ချန်အနေနဲ့ဒေါ်လာ9သိန်းလောက်တပေးဝင်အိတ်ဝင်ခဲ့တာလည်းဖြစ်ပါတယ်။ရော့ချန်အတွက်ဒီပွဲဟာဖက်ဖက်ကနေအပေါင်းလက္ခဏာဆောင်ခဲ့ပါတယ်။တက်ခဲလို့ဂျပန်ကဲပေါ်စင်ကနဝင်ကိုဂျပန်မြန်မာအနိုင်ယူနိုင်လိုက်တဲ့နှစ်ပွဲဆက်ဝေးကြော်ခဲ့မှုကိုရပ်တန့်နိုင်လိုက်တဲ့ချန်ပီယံကပတ်လမ်းကြောင်းပေါ်ပြန်တက်နိုင်ခဲ့တဲ့အမျက်တွေကြီးပါပဲ။တက်ခဲလူကတော့ဝမ်မှာစူပါလက်ရော့ချန်တို့ကိုရှုံးထားပြီးထိပ်တန်းဖိုင်တာတွေကိုမနိုင်သေးဘူးလို့ဆိုရမှာဖြစ်ပါတယ်။ရော့ချန်ကသူ့အနေနဲ့တက်ခဲလူကိုဘယ်လို game plan နဲ့အနိုင်ယူခဲ့လဲဆိုတာအခုလိုပဲပြောပြခဲ့ပါတယ်။ဝမ်ချန်ပီယံရှစ်နဲ့ပွဲပြီးအင်တာဗျူးမှာသူကတာခဲလူဝမ်မှာစာချုပ်ချုပ်လိုက်ကြတဲ့ကသူ့ရဲ့ပွဲဟောင်းတွေကိုကျွန်တော်ပြန်လေ့လာထားတာပါသူကအကောင်းဆုံးဖိုင်တာတယောက်ဖြစ်ပါတယ်လွယ်လွယ်နဲ့လည်းအရှုံးမပေးတတ်ပါဘူးဒီအချက်ကိုတော့ကျွန်တော်ချီးကျူးပါတယ်ဒီပွဲအတွက်ကျွန်တော်အိမ်စာတွေအများကြီးလုပ်ခဲ့ရတာပါတာခဲလူရဲ့ကစားဟန်ကိုအသေးစိတ်လေ့လာဆန်းစစ်ခဲ့ရတယ်တာခဲလူဘယ်လိုပုံစံနဲ့တိုက်ခိုက်တယ်လဲပြီးတော့သူ့ကိုဘယ်လိုပြန်တိုက်ခိုက်တယ်လဲသင်ယူရပါတယ်မျိုးသားပြောရရင်တာခဲလူနဲ့ပွဲကိုပို့ပြီးတော့စိတ်လှုပ်ရှားကြဖြစ်နေတာပါကျွန်တော်သူ့ကိုပထမအချိန်နဲ့အလဲထိုးနိုင်ခဲ့မယ်လို့တခါမှမတွေးခဲ့မိပါဘူးအထူးသဖြင့်ဘယ်ဝိုင်းလက်သေးနဲ့ပွဲသိမ်းနိုင်မယ်လို့မထင်ထားခဲ့တာပါကျွန်တော်အသင်းနဲ့ကျွန်တော်ဒီလိုထိုးနိုင်ဖို့ဆိုတာတေချာလေးချင်းခဲ့တာပါအခုထက်ထိကျွန်တော်လက်သေးတွေကအခုလိုမျိုးအမြန်ပြီးတော့ပါဝါပါနေတယ်ဆိုတာမယုံနိုင်သေးပါဘူးဒီပွဲမှာပြီးခဲ့တဲ့နှစ်ပွဲမှာကျွန်တော်ရဲ့ဝေးကျော်ခဲ့မှုကိုတင်မုန်းချေသွားမှာပါကမ္ဘာချန်ပီယံခပတ်ဆုံးရှုံးခဲ့ရတဲ့အိမ်မက်ဆိုးကနေနိုးထစေခဲ့ပါတယ်ဒီအတွက်ကျွန်တော်ဝမ်းနေနေတာကြာပါပြီခပတ်ပြန်ရဖို့ကြိုးစားသွားမှာပါပြီးခဲ့တဲ့ပွဲနှစ်ပွဲမှာအမားတွေကိုကျွန်တော်ချစ်တဲ့ပရိကစားမဘွားကိုပေါ်ပြီးအလေးထားဖို့သင်ခန်းစာရစေခဲ့ပါတယ်ဝင်တိုင်းကကျွန်တော်ရဲ့ဘွားကိုလိုလေသေးမရှိအားလုံးရစေခဲ့တာပါကျွန်တော်ဟာအရင်တုန်းကလည်းအမားတွေကနေအမြဲတမ်းပြန်လာနိုင်ခဲ့ပါတယ်ဒီပွဲအတွက်လည်းကျွန်တော်မနေ့တိုင်းညနေတိုင်းကြိုးစားစားလေ့ကျင့်နေပါတယ်အားလည်းရက်နေမှာတော့မနာပါဘူးအာရနဲ့ဓာတ်ရဲ့အတွက်အာရဗေဒဆိုင်ရာပညာရှင်တွေနဲ့အပ်ဖို့ညှို့ဆိုပေးခဲ့တဲ့ဘော့ချယ်ရီကိုလည်းကျေးဇူးတင်ပါတယ်ဒီပွဲကကျွန်တော်တို့အကောင်းဆုံးအဖြစ်ဖြစ်ပါတယ်လို့ပြောဆိုသွားခဲ့လိုက်တာဖြစ်ပါတယ်ဘော့ချယ်ရီနဲ့ဂန်လွန်တက်တဲ့တာခဲတို့ကိုဘယ်ဝိုက်လက်သေးနဲ့ပွဲသိမ်းဖို့ပြင်ဆင်လာတာဖြစ်ပြီးလက်တွေ့မှာလည်းအလုံးဖြစ်ခဲ့တာဖြစ်ပါတယ်ဘသူပါဝါနဲ့မှမကြောက်ဘူးဆိုတဲ့တာခဲတို့တယောက်ရော့ချန်ပါဝါနဲ့တွေ့တော့ဂျော့ကိုနှစ်ချက်ဆင့်ထိပြီးအမှုတော်မပြေပါဘူးထိတ်တန်းစင်ပြိုင်ပွဲတွေမှာဘလောက်ပဲပြင်ဆင်ထားပါစေအမားလေးတစ်ခုပေါ်ဆမှုလေးတစ်ခုကပေးဆက်မှုကြီးမားနိုင်တယ်ဆိုတာကိုမြင်လိုက်ရတာမျိုးဖြစ်ပါတယ်ရော့ချန်ကတော့ရှေ့မှာထိုင်းဖိုင်တာတွေရှုံးသားများခေါင်းထိအကုန်သိမ်းအနေနဲ့တာခဲတို့ကိုအနိုင်ယူပြီးလက်စားချေပြခဲ့တာဖြစ်ပါတယ်ဒါအပြင်ဂျပန်ရဲ့ကနဝင်ကစားမတူကိုဂျပန်မြန်မာနိုင်ခဲ့တာမို့မှတ်ကြောက်ကောင်းတင်နိုင်ခဲ့တာပါဘေဝိုက်လက်သေးနဲ့အလဲထိုးနိုင်ယူသွားခဲ့ပါတယ်ပွဲကအများကြီးမျှော်လင့်ခဲ့ရပြီး၄-၅ချီအပိုင်တီးမဲ့ထင်ခဲ့ပေမဲ့စောစီးပဲပွဲပေးသွားခဲ့တာပါတာခဲတို့အနေနဲ့မေးရုပ်ကိုမေးကလေးခန်းစားရတာဖြစ်ပြီးအမတ်စင်ရင်းနေကြီးမှာတော့အမှုပြေဖြစ်နေပါတယ်ပွဲပြီးမှာချယ်ရီကရော့ချန်ကိုဟက်ကာတီနဲ့ပွဲပြည့်တက်ပေးမှဖြစ်ကြောင်းဆိုသွားခဲ့ပါတယ်ဟုတ်ကဲ့ပါဗျာဗီဒီယိုလေးကဒီလောက်ပါပဲနောက်နေ့မှာလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းအကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page တွေကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကုန်းချိုလိုက်ရပါတယ်ခင်ဗျာ